Hello မင်္ဂလာပါဒီမှာမော်ထောင်းဘူးရင်းလေးဝယ်လာနဲ့လေမောကလည်းရွာမီးပြတ်သွားတာမစောင့်နိုင်တော့ဘူးအခုတခါလည်းပဲဗီဒီယိုတန်းပြီးတော့ရိုက်လိုက်တော့မယ်မီးလာတဲ့အထိတော့မစောင့်နိုင်တော့ဘူးအားနဲ့ဒီမှာစားကြည့်လို့မော်ထောင်းဘူးရင်းလေးဝယ်လာတာဒါ9လောင်းလို့ပေါ့နော်ပါအဲ့ဒါစားကြည့်မယ်ပေါ့နော်ကိုကရွေးလာတာတော့ကိုကတော့ဘူးတွေအများကြီးရတော့ရွေးလာတာပဲတိုင်ပါကိုယ်တိုင်ပေါင်းဝယ်လိုက်တာပေါ့နော်တောက်တကုံကစီးကြီးမှန်တာဆိုင်တာတော့ရအရင်တော့လည်းဝယ်နေကြပဲလေဒါမျိုးတော့ခွဲဘူးတွေရောင်းတယ်တကူ9000ပေါ့နော်မော်ထောင်းလူရင်းပြီးပါစားကြည့်မယ်လေဂျိုင်းဘောကလည်းမမှားရဲဘူးအဲ့လိုဆိုတော့လိုင်းပေါ်မှာအချို့တွေကလည်းမကောင်းချင်းထည့်ရတယ်များတယ်အမကြီးကတော့ရှယ်ပဲအမကြီးကတော့ရှယ်ပဲခိတ်ကြီးပဲအသားဣတာလေးလို့ပြေးလာလို့ဆိုတော့စိုးပါအောင်ပြီးပါတယ်ဗျညံ့ရောမပြေးလားကောင်းတယ်ကောင်းတယ်မှာပြီးရဆိုအစိုးရတယ်မစိုးပါဘူးဘယ်နဲ့တော့ပေါ့အထင်ရအခုကမော်ထောင်းနေရညှိုးတုံးလိုက်မယ်ဆိုတော့လေတိတ်မကောင်းတော့ဘူးဆိုတော့အမြန်စားအောင်းတယ်မစိုးအဲ့တောင်တကုံဆိုင်ရတော့လေနေဒီတော့ဝယ်နေကြပဲအဲ့စီးတီးမတ်ရှိရလေ30ကုန်တိုင်းလို့ခေါ်တယ်အဲ့စီးတီးမတ်ကအားဟာတော့နည်းနည်းတော့လက်တွေတော့ပြီးလက်တွေပါပဲတဲ့အိမ်မစွတ်တော့ဘူးနော်ဒီတိုင်းမှစားပြလိုက်တော့ဒီတော့စားဖြစ်တယ်ကောင်းတယ်အရသာလေးလည်းချိုးတယ်နောက်ပြီးတော့အသီးကြီးကလည်းပြည့်ပြီးတော့လေပြည့်ရပါတော့ဘာလို့အမွှားကြီးဝိုင်းရ3မွှာ3မွှာလောက်တော့ပါတယ်ဒါလေးကတကယ်သေးရပေါ့နော်ဒါလည်းအထဲမှာ2မွှာလောက်3မွှာပါတယ်ပါအဲ့မဲ့တချို့ဟောင်းစားတွေကလည်းတချို့ပဲဘူးတွေကလည်းအများကြီးပါတယ်လေရှိတယ်စားပါပါဒါမေပြဘူးတိုက်လာတယ်ဒီလေးလားအားကြပါအောင်ရှင်အားဟာတော့တော်တော်လေးတော့ပုံသွားပြီအကြပါအောင်ရှင်ဒီတော့အော်လုံးလေးစားအတာ